အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဝန်နိုင်ဆိုပါအခုကျွန်တော်ရောက်ရှိနေတာကတော့အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုပေါ့နော်မြို့မှာရှိတဲ့တကယ်သမိုင်းဝင်နေရာပေါ့နော်ကိုရန်ဂိတ်ဆိုတော့ကြားဦးမှာပေါ့ကိုရန်ဂိတ်တရားကြီးနားမှာပါဒီဆန်ဖရန်စစ္စကိုမှာရှိတဲ့မော်ဒယ်လေးပေါ့နော်မြန်မာမော်ဒယ်လေးတွေနဲ့လာရောက်ပြီးတော့တချင်း music လေးပေါ့နော် music video ရိုက်ကူးနေတာဖြစ်ပါတယ်ကျွန်တော်တချင်းရဲ့အမည်လေးကတော့မူမနေပါနဲ့တဲ့ဒီတချင်းလေးကိုကျွန်တော်ဒီအမေရိကန်နိုင်ငံလော့အန်ဂျလိစ်မြို့မှာရှိတဲ့ဒါရိုက်တာအန်ဒရီယာဆော်ပေါ့နော်သူကတော့မြန်မာနွယ်ပါဒါပေမဲ့သူကဒီဟောလီဝုဒ်မှာရှိတဲ့3D art အထူးပြုနေသူကနေပြီးတော့ပွဲကြောင်းပေးထားတဲ့လူတယောက်ပေါ့နော်ပြီးတော့ဟောလီဝုဒ်မှာလည်းသူကဒီစကားတွေမှာပေါ့နော်ဇလန်တွေတွေမှာလည်းသူဆောင်ပူတယ်လောတဲ့မှာလည်း Zor Studio ဆိုပြီးတော့ဒီLos Angeles မှာဖွင့်ပြီးတော့ကြော်ညာတွေရောနောက် production တော်တော်များများကိုသူအခုလောတဲ့လုပ်နေတာပေါ့နော်သူနဲ့ကျွန်တော်လာပြီးတော့အမှတ်တရmusic video တွေရိုက်တာပါနော် MTV တွေရိုက်တာပါဒီ music video လေးမကြခင်ထုတ်ဖို့ရှိပါတယ်ထွက်လာရင်လည်းအားပေးကြပါအောင်နော်ဒါကျွန်တော်တို့တွေ9နှစ်လောက်ရှိပြီဗျဒီသချင်းတွေမလုပ်ဖြစ်တာပေါ့နော်နိုင်ငံရေးတို့နောက်ဒေါ်လာရေးသချင်းတွေကလွယ်လို့ဒါမျိုးချစ်သချင်းလေးတွေမလုပ်ဖြစ်တာကြာပါပြီဒီတစ်ခါတော့ဟိုလွန်ခဲ့တဲ့9နှစ်ကျော်ကဝယ်ထားတယ်နောက်သချင်းတွေလည်းပဲလုပ်ပြီး music တွေလည်းပဲအားလုံးMixing and Master တွေပေါ့နော်အကုန်လုံးလုပ်ပြီးသားဖြစ်တဲ့သချင်းလေးတော်တော်များကျွန်တော်မှရှိပါတယ်အဲ့ထက်ကတပုတ်ကိုရွေးထုတ်ပြီးတော့အခု music video ရိုက်တာပါသချင်းလေးထွက်လာရင်လည်းအားပေးကြအောင်နော်အားလုံးကျေးဇူးတင်ပါတယ် Toffee, coffee, hate me. Some of them and think they freak.